ဘောလုံးလောကမှာဟီးရိုးဆိုတာဂိုးသွင်းတဲ့သူတယောက်တည်းကိုခေါ်တာမဟုတ်ပါဘူးအရေးကြီးတဲ့အချိန်မှာအသင်းကိုအသက်ကယ်ပေးနိုင်တဲ့သူကလည်းဟီးရိုးပါပဲအဲ့ဒီလိုဟီးရိုးတွေထဲမှာကိတ်ပါတီရဲ့ဝါရင်ဂိုးသမားဘိုစင်ဟာကလည်းတယောက်ပါဝင်ပါဘိုစင်ဟာအသက်ကြီးလာပြီဖြစ်ပေမဲ့ကွင်းထဲမှာပြသတဲ့စိတ်ဓာတ်ကတော့လူငယ်ကစားသမားတွေထက်တောင်မလျှော့ပါဘူးပြိုင်ဘက်တိုက်စစ်မှုတွေရဲ့အပြင်းထန်ဆုံးရိုက်ချက်တွေကိုအကြိမ်ကြိမ်ကာကွယ်ပေးနိုင်ခဲ့ပြီးကိတ်ပါတီအသင်းကိုအခက်အခဲတွေကနေဆွဲထုတ်ပေးခဲ့သူပါအထူးသဖြင့်2026ကမ္ဘာဖလားမှာအာဂျင်တီးနားလိုကမ္ဘာထိပ်တန်းအသင်းနဲ့ရင်ဆိုင်ရတဲ့ပွဲမှာဘိုစင်ဟာရဲ့လက်စွမ်းကတကယ်ကိုအံ့အားသင့်စရာပါအသင်းကနောက်တန်းဖိအားတွေကိုအဆက်မပြတ်ခံနေရပေမဲ့သူကဆဲဗကြီးစားတွေစက်တိုက်လုပ်ပြခဲ့ပြီးပွဲပြီးဆုံးချိန်ထိကိတ်ပါတီကိုရှင်ပြိုင်နိုင်အောင်ထိန်းထားနိုင်ခဲ့ပါတယ်ရိုဇန်ဟဲရဲ့အားသာချက်က reaction မျက်နှာ positioning ကောင်းတာနဲ့အတွေ့အကြုံများတာပဲမဟုတ်ပါဘူးအသင်းဖော်တွေကိုအမြဲအားပေးပြီးနောက်တန်းကိုစနစ်တကျဦးဆောင်နိုင်တဲ့ leadership ကလည်းထူးခြားပါတယ်အသင်းအတွက်နောက်ဆုံးခံစစ်အဖြစ်တာဝန်ယူပြီးဘယ်တော့မှလက်မလျှော့တဲ့စိတ်ဓာတ်ကသူ့ကိုပရိသတ်တွေရဲ့ hero ဖြစ်လာစေခဲ့တာပါCape Verde ဟာကမ္ဘာအင်အားကြီးအသင်းမဟုတ်ပေမဲ့ Rosen လိုကစားသမားတွေကြောင့်ဘယ်အသင်းကိုမဆိုရင်ဆိုင်ရတဲ့ယုံကြည်မှုရရှိခဲ့ပါတယ်တခါတရံအရှုံးပေးရတဲ့ပွဲတွေတောင် Rosen ရဲ့လက်စွမ်းကြောင့်ပရိသတ်တွေရဲ့လေးစားမှုကိုပိုရခဲ့ပါတယ်ဒါကြောင့် Rosen ဆိုတာ goalkeeper တယောက်ထက်ပိုပါတယ် Cape Verde ဘောလုံးသမိုင်းမှာအသင်းကိုအမြဲကာကွယ်ပေးခဲ့တဲ့တကယ် hero ခေါင်းဆောင်တစ်ယောက်ဖြစ်ပရိသတ်တွေရဲ့အမှတ်တရထဲမှာအမြဲရှိနေမဲ့ကစားသမားတစ်ယောက်ဖြစ်ပါတယ်နောက်ဆုံးမှာ Cape Verde ရဲ့ကမ္ဘာဖလားခီးစဉ်ကအဆုံးသတ်ခဲ့ပါတယ်ဒါပေမဲ့အဆုံးသတ်သွားတာကပြိုင်ပွဲပဲဖြစ်တယ် Rosen ရဲ့တန်ဖိုးကတော့မလျော့သွားခဲ့ဘူးသူဟာဖလားမယူနိုင်ခဲ့ပေမဲ့ Cape Verde ဆိုတဲ့နိုင်ငံငယ်လေးကိုကမ္ဘာကလေးစားလာအောင်စွမ်းဆောင်ပေးခဲ့တဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်တယ်အိမ်ပြန်တဲ့လေရင်ပေါ်မှာ Rosen တဲဆောင်လာတာကအရှုံးမဟုတ်ဘူးအသင်းအတွက်အသက်ပေးကာကွယ်ခဲ့တဲ့ဂုဏ်ယူမှုတွေပရိသတ်တွေရဲ့လေးစားမှုတွေနောက်မျိုးဆက်တွေအတွက်စံနမူနာကောင်းတစ်ခုကိုတဲဆောင်ပြီးပြန်လာတာပါတချို့ကစားသမားတွေကိုဂိုးသွင်းလို့မှတ်မိကြတယ်Rosen ကိုတော့ဘယ်တော့မှလက်မလျှော့တဲ့နှလုံးသားကြောင့်မှတ်မိနေကြမှာပါလေးစားပါတယ် Rosen ဟာခမရဲ့အိမ်ပြန်ခရီးကအရှုံးသမားတစ်ယောက်ရဲ့အိမ်ပြန်ခရီးမဟုတ်ဘူး